Exam မှာ selection ပေးလိုက်တဲ့ item လေးတွေအပေါ်ကိုဒီလိုအယောင်လေးတွေဘယ်လို share ရမလဲဆိုတာပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ဒါလေးကကျွန်တော်တို့ VBA နဲ့လောက်တာဖြစ်တဲ့အတွက်အကယ်၍အရန်ကြီးအသုံးမလို့ဘူးဆိုရင်တော့ကျွန်တော်တို့မလုပ်ကြည့်လဲရတယ်။အကယ်၍ကိုကစမ်းကြည့်ရှင်နေဆိုရင်တော့ဒီဗီဒီယိုလေးကအထောက်အကူပြုမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒါလေးကိုပိတ်လိုက်မယ်။ပိတ်ပြီးတော့ကျွန်တော်တို့ကဒီမှာ item တွေပဲထည့်ထားတဲ့ workbook အလုပ်တစ်ခုကိုကျွန်တော်တို့တွားလိုက်မယ်။ဒီမှာဘာမှမထည့်ရသေးဘူး။အဲ့တော့ကျွန်တော်တို့အယောင်ပေါ်ရှင်တဲ့ data လေးကို selection ပေးရမယ်။ကျွန်တော်တို့က item လေးမှာပေါ်ရှင်တာဖြစ်တဲ့အတွက်ခေါင်းစဉ်လေးမရွေးလဲရတယ်။ဒီမှာဒီလောက်ထိရွေးထားလိုက်မယ်အောက်ဆုံးထိပဲရွေးလိုက်ရတယ်ပြီးရင်တော့ကျွန်တော်တို့ဒီထဲမှာ new rule ကိုတွားမှာဖြစ်ပါတယ် new rule တွေကဒီမှာအောက်ဆုံးက use a formula to determine ကိုတွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကဘာလေးရမလဲဆိုရင်ကျွန်တော်တို့ကညီမရှင်ကျွန်တော်တို့ကဒီနောက်မှာလွတ်တဲ့ဆဲတစ်ခွက်ပုံကိုကျွန်တော်တို့ကရွေးလိုက်လို့ရတယ်ကျွန်တော်တို့ကတိတောင်အောင်ဒီနားလေးမှာ N1 မှာကျွန်တော်ကအယောင်လေး share ထားလိုက်မယ်အယောင်မ share လဲရတယ်ကျွန်တော်တိတောင်အောင်ပြတာဖြစ်ပါတယ်အဲ့မှာ conditional format တဲ့ new rule ကိုတွားမယ် use of formula to determine အဲ့မှာကျွန်တော်တို့ကဘာရွေးမလဲဆိုရင်ဒီ N1 လေးကိုရွေးမှာဖြစ်ပါတယ်ဒီနေရာမှာကြိုက်တဲ့ဆဲခွက်ကိုရွေးလို့ရတယ် N1ပြီးရင်ကျွန်တော် log တွေဖျောက်စရာမလိုညီမချင်း ROW ပြီးရင် green ဖွင့်မယ် green ပိတ်မယ်အဲ့ဒါလေးရေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ပေါ်ရှင်တဲ့အယောင်ပေါ်ရှင်တာဖြစ်တဲ့အတွက်ဒီမှာ format ထဲမှာကျွန်တော်တို့က font အယောင်ဖြစ်ပါတယ် font ကရတော့ကျွန်တော်စာလုံးအယောင်ဖြစ်တယ် fade ကကြတော့ကျွန်တော်နောက်ခံ background အယောင်ဖြစ်တယ်အယောင်လေးရွေးချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာ gradient လေးရွေးလို့ရတယ် gradient ကတော့ကျွန်တော်ဒီတိုင်းလေးရွေးလို့ရတယ်ဒီကနေရွေးမယ်ပြီးရင်တော့ okay font ကကျွန်တော်အဖြူအောင်လေးရွေးလိုက်မယ်ဒီမှာ font ထဲမှာ automatic မှာအဖြူအောင်လေးရွေးလိုက်ပြီးရင် bold တင်မှာလား bold ရေးလိုက်မယ်ပြီးရင်တော့ okay အကယ်၍ကိုက border တွေခတ်ရှင်နေဆိုရင်တော့ format ထဲမှာဒီမှာ border တွေခတ်လို့ရတယ်ကျွန်တော်တို့ border မခတ်တော့ဘူးပြီးရင်တော့ okay ဒီမှာ conditional format တဲ့နေက manage rule ကိုတွားကြည့်တယ်ဒီမှာအပေါ်ဆုံးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့က H20 ပဲလောက်ထားဖြစ်ပါတယ်အကယ်၍ကိုကအောက်ထိလောက်ချင်နေဆိုရင်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က900ဆို900 1000ဆို1000အဲ့ဒါလေးကျွန်တော်တို့ရေးထားလို့ရတယ်1000ဆို1000အဲ့ဒါလေးရွေးလို့ရပါတယ်ပြီးရင်တော့ okay အကယ်၍ကျွန်တော်တို့ကဒီမှာ N1 မှာတန်ဖိုးလေးတွေထည့်ကြည့်လိုက်တယ်ဆိုပါစို့3လို့ထည့်လိုက်တယ်ဆိုရင်ဒီမှာrow 3မှာသူက selection လာပြတာဖြစ်ပါတယ်အကယ်၍ N မှာကျွန်တော်5ရေးတယ်ဆိုရင်ဒီမှာ row 5မှာလာပြတယ်ကျွန်တော်ဒီမှာတန်ဖိုးတွေပြောင်းတိုင်းသူကလာပြီးတော့ပြနေပါပဲဖြစ်ပါတယ်ကျွန်တော်တို့10ရိုက်တယ်ဆိုရင် row 10မှာလာပြီးတော့အယောင်ပြနေမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့လောက်ထားတာမှန်သွားပြီပဲဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့က VBA ကုတ်လေးထည့်မှာဖြစ်ပါတယ်ကုတ်ထဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီထည့်ထားတဲ့ worksheet မှာကျွန်တော်တို့က right click နှိပ်မယ်အဲ့ထဲမှာ view code ဆိုတာရှိပါတယ်view code ထဲမှာကျွန်တော်တို့ကဒီ general မှာ worksheet ဆိုတာကိုရွေးပေးရမယ် worksheet မှာဒီမှာ selection chain ဖြစ်နေရမှာဖြစ်ပါတယ်ကြွေ selection chain မဖြစ်ဘူးဆိုရင်ဒီကျွန်တော်ညာဘက်ဘေးမှာဒီမှာ selection chain ကိုရွေးလို့ရတယ်ဒီမှာတော့ကျွန်တော်တို့ကဒီ code လေးကိုကျွန်တော်တို့ကအလုံးမှတ်ထားရင်တော့အဆင်ပြေပါတယ်ကျွန်တော်ဒီမှာဗာရေးမလဲဆိုတော့ if not in the set ပြီးရင်တော့ကျွန်တော်တို့က target ဆိုတာရေးမှာဖြစ်ပါတယ် target ပြီးရင်တော့ comma ပြီးရင်တော့ range အမှာပြီးရင်ကျွန်တော်တို့က green ဖွင့်မယ်ပြီးရင်တပယ်ကုတ်ပြီးရင်တော့ကျွန်တော်တို့ကဘယ်ကနေပဲထိလဲဆိုရင်ကျွန်တော်တို့ကဒီမှာ A3 ကနေကျွန်တော်တို့က H ကျွန်တော်တို့က H ရွေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က A3 to ကျွန်တော်တို့က H ကျွန်တော်တို့ကဘယ်လောက်ထိလဲကျွန်တော်တို့က1000ထိလား1000ထိလားကျွန်တော်တို့ရွေးလို့ရတယ်1000ထိပဲရေးလိုက်မယ်ပြီးရင်တပယ်ကုတ်ပြီးရင် green ပြန်ပေးမယ်ပြီးရင်နောက်ထပ် green တစ်ခါပြန်ပေးရမှာဖြစ်ပါတယ်ပြီးရင် is ODA ရချင်း nothing ပြီးရင်တော့ကျွန်တော်တို့က done လေးအရင်ဆုံးရေးလိုက်မယ်ပြီးမှကျွန်တော်ထပ်ဖြည့်တဲ့အပိုင်းကိုပြောပြမယ်ပြီးရင်တော့ကျွန်တော်တို့ကအောက်မှာကျွန်တော်တို့ကဘာရေးရမလဲဆိုရင်ကျွန်တော်တို့က range ဒီနေရာမှာတော့ကျွန်တော်တို့ကခုနကရွေးထားတဲ့ set ကွက်လေးကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့က Excel လေးကိုပြန်သွားချင်တယ်ဆိုရင်ဒီဘက်ကအစိမ်းရောင်လေးရှိတယ်အစိမ်းရောင်လေးနှိပ်လိုက်မယ်ကျွန်တော်တို့ကခုနက N1 မှာပေးထားတာဖြစ်ပါတယ်အကယ်၍မိတ်ဆွေကကျွန်တော်တို့ AB ဒါမှမဟုတ် Z အစားရှိတဲ့ဖြစ်ကျွန်တော်တို့အဲ့မှာပေးထားတယ်ဆိုရင်တော့အဲ့ set ကွက်တန်ဖိုးလေးရိုက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီထဲကို view code ပြန်သွားမယ်ကျွန်တော်တို့က N1 မှာပေးထားတာဖြစ်တဲ့အတွက် N1 ပြီးရင် double code နဲ့ပြန်ပေးမယ်ပြီးရင်ကွင်း equal to ကျွန်တော်တို့ကဒီမှာ TARG ဒီ target.row ဆိုပြီးတော့ကျွန်တော်တို့ကရေးရမှာဖြစ်ပါတယ်ပြီးရင်အောက်မှာ END NA ဆိုပြီးတော့ကျွန်တော်တို့ရေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Excel လေးကိုပြန်သွားလိုက်မယ်ဒီအစိမ်းရောင်လေးနဲ့ပြန်သွားလိုက်မယ်ဒီမှာ selection ပေးရဆိုရင်တော့ဘာမှမပေါ်သေးဘူးပဲဖြစ်ပါတယ်ဒီမှာ selection ပေးရင်ပေါ်လာဆိုတာစမ်းကြည့်မယ်အဲ့ဒါဆိုရင်တော့ selection ပေါ်သွားပြီပဲဖြစ်ပါတယ်ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့ data တွေမရှိဘူး data မရှိလဲသူကအယောင်တွေလိုက်ပေါ်နေတယ်အဲ့လိုမျိုးမလုပ်ရှင်ဘူးဆိုရင်တော့ကျွန်တော်တို့အဲ့မှာ code လေးတွေနည်းနည်းထပ်ဖြည့်ရမှာဖြစ်ပါတယ်အဲ့တော့ sheet 1မှာကျွန်တော်တို့က view code တွေကိုသွားမယ် nesting ဒန်နောက်မှာကျွန်တော်တို့ကဒန်ကိုပြန်ဖြတ်မယ်ပြီးရင်တော့ n ရေးမယ်ဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့က range range ဆိုပြီးတော့ရေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကတပယ်ကုတ်ဖွင့်မယ်ပြီးရင် a ပြီးရင်တပယ်ကုတ်ပြီးရင်တော့ကျွန်တော်တို့က alpha ဆန်လေးနဲ့ဆက်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဗာရေးမလဲဆိုရင် target.row ဆိုပြီးတော့ရေးမှာဖြစ်ပါတယ် TARG ဒီ target.row ဆိုပြီးတော့ရေးမှာဖြစ်ပါတယ်ပြီးရင်ကွင်းပြန်ပိတ်မယ်ပြီးရင်တော့ကျွန်တော်တို့က is not equal to Excel မှာ is not equal to က less than greater than ဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ double code နှစ်ခါရိုက်ပေးရမယ်ပြီးရင်တော့ done အဲ့ဒါဆိုရင်တော့ရသွားပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအစိမ်းရောင်လေးနဲ့ Excel လေးကိုပြန်သွားလိုက်မယ်ကျွန်တော်ဒီမှာ selection ပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ selection ပေးလိုက်တဲ့ item လေးတွေပေါ်မှာအယောင်လေးတွေပြောင်းသွားပြီပဲဖြစ်ပါတယ်
အကယ်အောက်မှာပေးတယ်ဆိုရင်မပေါ်ဘူးပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ data မရှိလို့ဖြစ်ပါတယ်ဒီအပြင်ဘက်မှာပေးတယ်ဆိုရင်လည်းအယောင်ကလိုက်မပြောင်းပဲဖြစ်ပါတယ်ဒီအတော်သွင်းမှာပေးနေမှာပဲအယောင်ကလိုက်ပြောင်းမှာဖြစ်ပါတယ်အကယ်၍ကျွန်တော်ဒီမှာ item လေးတစ်ခုထည့်တယ်ဆိုပါစို့1002ဆိုပြီးတော့ထည့်လိုက်တယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာitem ရှိတာနဲ့သူကအောက်ထိ selection လာပေးသွားပြီပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့က VBA ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ save တဲ့အခါမှာရိုးရိုး save လို့မရပါဘူးကျွန်တော်တို့ကsave တဲ့လွယ်ကူဆုံးနည်းကတော့ကျွန်တော်တို့ keyboard shortcut ကတော့ add tray လေးဖြစ်ပါတယ် add tray လေးနှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုရင်ဒီမှာပုံ1 save add type မှာ excel workbook ဆိုတာရှိတယ်ကျွန်တော်က excel workbook နဲ့ save လို့မရဘူး VBA တွေ macro တွေပါတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ macro enable workbook ဆိုတာကိုရွေးပေးရမယ်ပြီးရင်တော့ပုံ1ဆိုတာလေးကိုကျွန်တော်တို့ save လိုက်မယ်save ပြီးတော့ကျွန်တော်တို့ကအပြန်ပေးလိုက်မယ်ပိတ်ပြီးတော့ကျွန်တော် excel လေးကိုပြန်သွားမယ်သွားပြီးတော့ကျွန်တော်ခုနပုံ1လေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့အခါမှာကျွန်တော်ကဒီမှာ selection ပေးလိုက်အရောင်လေးတွေကမပြောင်းသွားဘူးပဲဖြစ်ပါတယ်ဒီမှာ enable content ဆိုတာကိုကျွန်တော်တို့ကဖွင့်ပေးရမှာဖြစ်ပါတယ် enable content ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ရေးထားတဲ့ VBA ကကျွန်တော်တို့ပြန်ပြီးတော့အလုပ်လုပ်သွားပြီပဲဖြစ်ပါတယ်ဒီဘက်မှာ selection ပေးရင်တော့မပြောင်းသွားဘူးပဲဖြစ်ပါတယ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်